American Tamata Donald Trump and Nina the gave need to Mohammed a poor GTA ni American would swear to Doanina. The Hakaba Long Chong ye Kenji to a Jima Song of Mekun Toxiaku Pina Keva. Bajang soro Uroba ma medwe ni ne uye kakwe tong si dwe ko kodai ma ja khan bu so yin American ကဆက်ပြီးတော့ကာကွယ်ပြီးတော့မှမဟုတ်ဘူးဆိုတဲ့ Trump ရဲ့ပြင်းထန်တဲ့ဒီပေးချက်တွေကြောင့်နေတော့အဖွဲ့ကနေ American တကယ်ပဲတုံ့ထွက်သွားနိုင်သလားဆိုတဲ့ဆိုရင်မှုတွေကလည်းမြစ်တက်လာခဲ့လို့ပဲဖြစ်ပါတယ်။ဒါပေမဲ့လက်တွေ့ဥပဒေအရကြည့်မယ်ဆိုရင်တမန်တော်ဦးရဲ့သဘောထားအနေနဲ့ဒီနေတော့အဖွဲ့ကြီးကနေအလွယ်တကူနှုတ်ထခွင့်မရှိပါဘူး။ American လွတ်တော်ကပြဋ္ဌာန်းထားတဲ့ဥပဒေတစ်တွေအရတမန်တော်တယောက်အနေနဲ့ဒီနေတော့အဖွဲ့ကနေနှုတ်ထွက်ခြင်းတယ်ဆိုရင်လွတ်တော်ရဲ့ထောက်ခံမဲ့3ပုံ2ပုံဒါမှမဟုတ်ကွန်ဂရက်ရဲ့တရားဝင်အတည်ပြုချက်ကိုမဖြစ်မနေရယူဖို့လိုအပ်တာပဲဖြစ်ပါတယ်။ဒါတမန်တော်တယောက်ရဲ့လုတ်ပိုင်ခွင့်ကိုဥပဒေနဲ့ပြန်လဲပြီးတော့ထိန်းချုပ်လိုက်တဲ့အရေးကြီးတဲ့အဟန့်တာတစ်ခုဖြစ်ပါတယ်။ဒီချီနီရဲ့နောက်ဆက်တွဲရလအနေနဲ့ကတော့ဒီတမန်တော် Trump အနေနဲ့နေတိုးအဖွဲ့ကနေတရားဝင်နှုတ်ထွက်ဖို့ခက်ခဲတယ်ဆိုပေမဲ့လည်းနေတိုးရဲ့စီလေးကျင်းမှုရန်ပုံငွေထဲဝင်မှုနဲ့ American တပ်ဖွဲ့ဝင်တွေနေရာချထားမှုကိုရှော့ပစ်တာမျိုးတွေတော့လှုပ်လာနိုင်တဲ့အန်ဒီရီတွေရှိလာနေစေဖြစ်ပါတယ်။ဘလို့ပဲဖြစ် American ရဲ့ဒီလိုမတေချာမရတဲ့ရက်တီချက်တွေကြောင့်ဆယ်စုနှစ်နဲ့ချီပြီးတော့ခိုင်မာခဲ့တဲ့နေတိုးမာမိတ်အဖွဲ့ကြီးရဲ့အနာဂတ်ဟာကြီးမားတဲ့စမ်းသပ်မှုကြီးတစ်ခုနဲ့ရင်ဆိုင်နေရပြီဆိုတာကိုအထင်ရှားမြင်တွေ့နေရတယ်။ဒီသတင်းအကြောင်းအရာကို Writer သတင်းဌာနကနေပြီးတော့ကိုးကားပြောပြထားတာပါ။